Julian Gaming 11 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပေးထားပါဦးကျွန်တော်ဒီနေ့မှာတော့ပြင်မနာဘက်ကနေပြီးတော့ရုပ်ရှင်သွားမယ့်ဥစ္စာကိုလမ်းကိုမဟာဝိဇ္ဇာဘက်ပြောင်းလိုက်ပါတယ်ခုဆိုရင်တော့မဟာဝိဇ္ဇာဘက်သွားမှာဖြစ်ပါတယ်ညကြရေလူတွေကတအားရှုပ်တာမလို့နေကင်းဘက်သွားတာဆိုရင်ကိုကြိုက်တာလည်းစားလို့ရပါတယ်အားလုံးပဲမာယာဝီစီယာရောက်မှပြန်ပြောင်းမယ်ခုဆိုရင်တော့လက်ပံခါလာလားကလာလားကျွန်တော်ကလက်ပံကလာလို့ပဲခေါ်ရပါတော့လက်ပံကလာဘက်ကိုရောက်နေပါပြီကျွန်တော်တို့မာယာဝီစီလက်ပံခါလာကိုရောက်နေပါပြီလက်ပံခါလာကဘယ်မှမွေးမအောင်ကျွန်တော်ခုသွားမှာကတော့မာယာဝီစီယာကိုပဲဦးတည်ရပါခင်ဗျာကျွန်တော်တို့မာယာဝီစီယာရောက်မှရိုက်ပြပါမယ်လမ်းမှာရှူခင်းကောင်းတာတွေ့ရင်လည်းရိုက်ပြပါမယ်ခင်ဗျာဥပတာတနီအခုလက်ပံခါလာနေတပီးပြီးနဲ့ထွက်တော့ပါမယ်ကျွန်တော်နေပြီးတော့ကောင်းစီပဲရောက်လာပါပြီဒီဘက်ကဆိုင်ကယ်လမ်းကျော်ကျွန်တော်ခုရိုက်ပြနေတဲ့ဘက်ကဆိုင်ကယ်လမ်းကျော်ဖြစ်တဲ့အတွက်ဆိုင်ကယ်ဝတ်တွေ့ရမှာဖြစ်ပါခင်ဗျာကျွန်တော်စီစဝါဝိုင်းရောက်မှဆက်ရပြအခုဆိုရင်တော့စီစဝါဝိုင်းနာရောက်နေပေါ့နော်ကျွန်တော်ကကင်မရာ1နဲ့ထားရိုက်တာဆိုတော့အဝေးကြီးလို့ထင်နေရပါလိမ့်မယ်ကျွန်တော်ကအနီးကပ်ရောက်နေပါပြီဟုတ်ကဲ့ပါတိမ်ကြီးကြည့်ပါဦး so beautiful ကျွန်တော်တို့ဒီအဝိုင်းရတယ်နည်းနည်းအကွဲနေရပေါ့နော်ငလင်းချောင်းပါဟုတ်ကဲ့ပါအခုဆိုရင်တော့ပြင်မနာတောင်ယူလမ်းပေါ်ရောက်လာပါပြီကျွန်တော်ကပြင်မနာအဲမှာနေရမဟုတ်ပါဘူးစပူတီရဲမှာနေရပါစပူတီရဲရောက်လာပါပြီဟုတ်ကဲ့ပါကျွန်တော်နောက်ကြောင်ဆက်ရိုက်ပြပါမယ်အခုဆိုရင်တော့ရှားစာကြီးပါရှားစာကြီးပြီးနန်းစိန်ပါဆိုတော့နန်းစိန်ပြီးညမြင်ဖို့စီယုံပါညမြင်ဖို့စီယုံပြီးဝေပလီစားတော့ဆိုင်လမ်းကြအောင်ဟုတ်ကဲ့ပါကျွန်တော်နောက်ပြန်ဆက်ရိုက်ပြပါမယ်ဒါလည်းပြူသွားတာပဲဖြစ်ပါရဲ့ခင်ဗျာစီပင်ရဲ့တထိန်ထင်ပါတယ်ဘာလို့ဆိုစီပင်ကားကြီးနဲ့ထွက်နေလို့ပါဟုတ်ကဲ့ပါကိုယ်ဆိုရင်တော့မိသားစုစားတော့ဆိုင်ပေါ့နော်အလေးနည်းနည်းပြန်နေလို့တခြားရိုက်လို့မရပါဘူးဒါကတော့ပြည်သူရင်ပြေလို့ပဲကွင်းမြင်ပါခင်ဗျာဒီမှာကတော့ရေရောညှိပြီးသွားပြီပေါ့နော်ကျွန်တော်ထင်တော့ပြည်သူရင်ပြေမယ်လောက်ဖို့များတော့တယ်တခြားဟာရောမလောက်တော့ဘူးလို့ထင်တယ်ဆိုတော့ကျွန်တော်တို့စက်ကြည့်ရပါဦးရေဘက်ဝေးမှာဆိုလဲဒီဇင်ဘာလမှာပန်းပွဲတော်နဲ့ဒီပတ်ထဲတစောင်းတိုင်းလာပြင်းနေမှာတစောင်းတိုင်းပွဲတော်လုပ်ဖို့ရှိပါတယ်ဒီဘက်မှာတော့မိုးတီရီမဂါစတိုးပါဒီမှာဖူးဖူးကြောင်းပါခုဆိုရင်တော့ပိုကျုပ်ဝိုင်းပဲဖြစ်ပါတယ်ပိုကျုပ်ဝိုင်းကိုရောက်နေပါပြီငါစပိတ်စီတမားလေးပေါ့နော်အလင်းနဲ့ပြန်နေပါတယ်အဲ့ကားနေပြီးထွေးလိုက်တာလားလို့ပြင်မနိုင်ဘူးမင်းတို့ကိုရှောက်သွားနေရှင်စီလာတာဟုတ်တယ်ဟိုဆိုင်လေးဆက်ဆိုင်ဘယ်ဘက်ချင်းမှာဆိုရင်ပစိုးတွေမှာညာမင်္ဂလာကံကြီးပဲဖြစ်ပါတယ်အဲ့မှာမင်္ဂလာကံပဲဖြစ်ပါတယ်မင်္ဂလာကံရေဟိုဘက်ကကျတော့ဗရောအိမ်ရာလေးဖြစ်ပါတယ်ဟုတ်လားပါတယ်ဗရောအိမ်ရာလေးဖြစ်တော့ပါတယ်
ကိုမဟာဝိဇ္ဇာသွားမှာဘာလို့အဲ့ကလေးထောင်ဘက်ဒီကိုရောက်သွားရလဲဆိုတော့မြို့မစီသွားဘလို့ပါခင်ဗျာမြို့မစီကအပြန်မှာမဟာဝိဇ္ဇာသွားမှာမဟာဝိဇ္ဇာသွားမှာပြောပါဗျာကင်မရာချော်သွားတယ် sorry ပါပါမမရဲ့ခုဆိုရင်တော့မြို့မစီရောက်ပါပြီခင်ဗျာဒါကတော့ပြူသွားတဲ့ဆိုင်ကလေးပဲဖြစ်ပါတယ်နော်စိတ်မူပိုင်းမှာကျွန်တော်မဟာဝိဇ္ဇာသွားနေနေမြို့မစီမှာယူစရာရှိလို့ပါအလုံးနဲ့မြို့မစီရောက်မှပြပြပါမယ်ဆိုတော့အဖြူစိမ့်ဆိုင်ရောက်ပါပြီကျွန်တော်မြို့မစီအထွက်မှာပြင်လိုက်ပြပါမယ်မြို့မစီအလဲရောက်သွားပြီပေါ့နော်ခိုင်မှာဆိုရင်တော့ကျွန်တော်တို့မြို့မစီပြူတဲ့ဟာကြီးပေါ့နော်ဒါဆိုရင်တော့ fancy ဆိုင်ပေါ့နော်ကျွန်တော်ခုတော့မှကျွန်တော်ဖေအတွက်ရေမွေးဝယ်ပေးမလို့ပါခင်ဗျာအပြန်ကြမှာရိုက်ပြပါမယ်ခုဆိုရင်တော့ပြတ်ထွက်လာပါပြီကျွန်တော်ဖေကြိုက်တဲ့ drag ကရေမွေးမရခဲ့ဘူးပေါ့နော်ကျွန်တော်လမ်းကိုမရိုက်ပြတော့ပါဘူးဘာလို့လဲဆိုတော့ဗီဒီယိုရှေ့မှာဆုံးလို့ပါခင်ဗျာအားလုံးပဲမဟာဝိဇ္ဇာရောက်မှာမဟာဝိဇ္ဇာဖျားရောက်မှာပြကြပါဗျာကျွန်တော်တို့မြို့မစီရပုံထွက်သေးရပါခင်ဗျာ33ပဲရှိရဗီဒီယိုကလက်ထားရတာပေါ့နော်ခုဆိုတော့ကျွန်တော်တို့ကြောက်ဆန်ရောက်နေပါတယ်နောက်ပြီးကြမှာကျွန်တော်ဆက်ပြပါမယ်ဟုတ်ကဲ့ပါအဲ့ဒါခဏရထားလိုက်ပါဦးမယ်မဟာဝိဇ္ဇာရောက်မှာဆက်ပြပါမယ်ဒီမှာအောင်ချင်းငါပြပါခင်ဗျာ30ပဲကျန်တော့ပါတယ်ခင်ဗျာတဲ့30ပဲကျန်တော့ပါတယ်ထမီးဖွင့်လာပါတော့30ပဲကျန်မှာတော့ခင်ဗျာတော့ Wi-Fi password ကရတာမသိဒီဆိုင်ရကွာတဲ့ကချောင်းဟုတ်တယ်ကကျွန်တော်ခဏလေးပဲပြတ်သေးတော့ပဲ30ပဲကျန်တော့ပါခင်ဗျာကျွန်တော်မဟာဝိဇ္ဇာရောက်မှရိုက်ပြမလို့ဆိုပြီးတော့ရိုက်ချင်တာလောနေပြီးတော့ရှိုက်နေပါမဟာဝိဇ္ဇာရောက်မှပြန်ရိုက်ပြပါမယ်ခင်ဗျာခုဆိုရင်တော့ကျွန်တော်ဂရင်းတစ်ထောင်ဘက်ကကြီးတက်ပါတယ်လေးချင်အလေးနဲ့ထွက်နေတော့လင်းလာရင်ဒါဆိုနေတော့ပဲသူအဲ့တော်တော်မိုက်သွားနော်အခုဆို ဟာရှိလားကျွန်တော်တနာရီခွဲလောက်ကဆိုင်တယ်တနာရီ15လောက်ဖြစ်ရှိတော့နော်ဒါလေးနဲ့ဒါပေမဲ့ဗီဒီယိုက10မိနစ်ပဲရှိသေးပါတယ်သူကြိုက်တာတော့ဟိုအကျွားကြီးကြိုက်တယ်မာယာဝီစီယာရောက်မှာဆက်ကြပါမယ်ခင်ဗျာခုဆိုရင်တော့မာဝီစီယာရောက်ပါပြီခင်ဗျာရေးထားတဲ့စာသားလေးကိုဖတ်ကြည့်ပါမန်ယူတဲ့အရှုံးသမားတွေဒီနေ့ဟာတော့ကြာတော့ခုဆိုရင်တော့ပွဲစီတာရှောက်ပါပြီဆိုရင်တော့ပြင်နေတယ်ညကြီးပါအမုံဝဲချိန်မှာပြည့်ရိုက်ပြပါမယ်ခင်ဗျာစားဒီစကူအဲ့တော့ကိုပဲမသွားတော့ဘူးလားဒါပဲပြန်ခွင့်ပဲပြေးကြော်တယ်တေးဒီကွာမယ်ဒီစားတော့နေဗီဒီယိုရိုက်ကျွန်တော်တော့လေးလေးရိုက်လေရိုက်မယ်တိချာရိုက်ပါဟုတ်ကဲ့ရပါတယ်ခုဆိုရင်တော့ရှီကဲမို့လေးဒီဆိုင်
လို့ရတယ် နောက်တစ်ခါတော့တော်တယ်နော် ဟုတ်ခုဆိုရင်တော့ဒီကဲလေးတွေရလာပါပြီဒီကဲပုံလေးပဲနော်နောက်ပြီးကြမှာတွေ့ကြပေါ့ ဒီအထဲမှာမအနှစ်တော့ ဟုတ်လေဘဲဥပြုံထည့်ထားဦးဘဲဥ ကြက်ဥလို့ခဲပြီးသားမဟုတ်အဲ့အနှစ်ကလေး ဦးဘဲဥဆိုတာအဲ့လိုပဲမှတ်ထားဆောင်းရင်းလေးပြန်တမဆောင်းမလား တိုင်းနေ ဟုတ်ပါဘူးဆက်ပါ နည်းစား ဟုတ်ပြီဆောင်းကုန်ပြီ ဒီကငါဘာမှချက်ဘူးလို့ပြောခဲ့ဦးမရှိဘူးဟာ 配来ဆုံးခဏဒီကိုလားဆင်ပါလေ ဟုတ်ခွေးရမိုင်းစားတော့ခွေး ဟာသာသမီးတို့အဲ့ဒါပြီးအောင်ဒီခေါက်တော့ကြောင်းစားကြတယ်ဝယ်ပြီး ကောင်းမယ်ဆက်တယ်ဟာမနေနေအေး ရတာကောင်းတယ်နော် ဒီတို့နဲ့တယောက်တော့ ခွန်းတော့ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ရဲ့ blog လေးရတယ်နောက်ဆက်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်နောက်လေး blog တွေမှာလည်းအဆက်မပြတ်ကြည့်နိုင်မှုအတွက်ခေါင်းလေးလည်းနှိပ်ခဲ့ပြရအောင်တဒါပါ bye bye